တရားတွေကိုလောက၌မပပြောက်ရစေဘူးနိကတော့ပါသာစီကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသွန်သင်တတ်သောမြတ်တန်ခါလူဘဝခဏရတဲ့ခိုက်တမ်းမှာဗုဒ္ဓရဲ့တရားနဲ့မွေးတန်ခါ229သွေးဝိနည်းတိတ်ခါတွေရဲ့စောင့်ထိန်ငါကြင်ကြံလို့တကယ်မြတ်သာသနာကိုတွန်းရှိရရဲ့ရွယ်တီလာအားဤဝပါတိသမာဓိတရားရင့်ကျက်တည်ကြည်ဘုံပညာကြီးမားလာပါရှင်ယဟန်အစပြုကတီးဆရာတော်များနှင့်များတန်ခါသည်လုသာသနာမှာဖို့ထိုက်ရတနာမည်